အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ပေါ့နော်မိုဘိုင်းနဲ့ချင်းရဲ့တင်းရအနေပါစီအတွက်ပေါ့နော်ကျွန်တော်တို့ free အောင်မဲ့ skin တွေနဲ့ update တစ်ကြောင်မြောက်ကိုကျွန်တော်ကပြောပြတော့မှဖြစ်ပါတယ်ဗျဒါကြောင့်ဒီလိုဆုံးချဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျနော်ကဲကျွန်တော်တို့ဗီဒီယိုစတဲ့ကြောင်မြဗီဒီယိုလေးမစနိုင်ရင်ပေါ့နော်ကျွန်တော်ဟိုငါဗီဒီယိုတရက်တော့ချင်းနေနိုင်ကောနောက်ပြီးတော့ခုမှဗီဒီယိုတရက်တော့ချင်းနေတယ်ပေါ့နော်ကျွန်တော်ကကျေးဇူးများများရှိပါတယ်ဗျနောက်ပြီးဗလာတာတွေနဲ့ကျွန်တော်ကိုခုညနေဆန္ဒများရှိခဲ့ရင်ကျွန်တော် channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်ဗျနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုဆက်သွားတဲ့ကြောင်မြအရင်ဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာ background ပေါ့နော်ကျွန်တော်တို့ဒီအရင်ဦးဆုံးအနေနဲ့ပြောရင်တော့ကျွန်တော်တို့ background ကတော့တော်တော်ကြီးကိုမိုက်တယ်လို့ပြောရမယ်ဒီနေရာမှာကျွန်တော်ဒါဗလာတာတော့အမြင်တော့မသိဘူးပေါ့နော်ကျွန်တော်အမြင်တော့ကြိုက်တယ်လို့လည်းပြောလို့ရတယ်မကြိုက်ဘူးလို့လည်းပြောလို့ရတယ်ပေါ့နော်ဘာကြောင့်အဲ့လိုပြောရလဲဆိုရင်တော့ကျွန်တော်တို့ဒီအဲ့လိုမျိုးရှင်းပြကွာကျွန်တော်တို့ဒီ animation video ဆိုရင်ကျွန်တော်ဒီစခွန်မှာပေါ့နော် animation video လေးထားတာတော့ဒါမျိုးပေါ့နော်အဲ့ဒါထားတာကတော်တော်များများဖုံးကောင်းတဲ့တွေတော်တော်တိတ်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ဒီဖုံးနေပါရန်ဖိုးတို့ရန်ဖိတ်တို့အဲ့လောက်ကလေးနဲ့ဆော့နေတဲ့လူတွေကျွန်တော်တို့ဒီ MB နေတဲ့လူတွေပေါ့နော်ကျွန်တော် GB နေတဲ့လူတွေကရှင်းတော့ပြေးတော့ဟုတ်ပြနော်ဖုံးကတော့တော်တော်ပူမယ်နောက်ပြီးတော့ကျွန်တော်မြင်ပြတာပေါ့နော်ဖုံးပူမယ်ဒါကြီးဖုံးလက်မယ်ပေါ့နော်အဲ့ဒါကြီးတော့ကျွန်တော်ဒါအဲ့လိုဖြစ်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒါဗလာတို့အမြင်ရောကျွန်တော်ဒါ comment လေးမှာရေးပေးခဲ့လို့ရတယ်ဒါမျိုးလာတာကကောင်းလားမကောင်းဘူးလားပေါ့နော်ကြိုက်လားမကြိုက်ဘူးလားကျွန်တော်ကတော့ကြိုက်တယ်လည်းဟုတ်တယ်မကြိုက်ဘူးလည်းဟုတ်တယ်ဒါပေမဲ့တချို့လူတွေကတော့ကျွန်တော်အဆင်မပြေတော့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လှလာပလေးမြင်ရတော့ကျွန်တော်တော့ကြိုက်တာပေါ့နော်ကဲကျွန်တော်တို့ဒီ free ရမယ့် skin တွေကိုကျွန်တော်တို့တွားလိုက်ကြအောင်ဗျအရင်ဦးဆုံးနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာလေလာရဲ့ဒီလေလာ quality skin ကိုကျွန်တော်တို့ယူဖို့ဆိုရင်ပေါ့နော်ဒီမှာအမှတ်ကလေးတွေရတယ်ကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာလေလိုက်ခိန်းဘယ်လိုဆော့ရတယ်လဲဆိုတာကျွန်တော်တခါတည်းဆော့ပြပေးတော့မယ်ပေါ့နော်လက်ဆောင်ကတော့ကျွန်တော်ယူတိုက်ပေါ့နော်ဆော့ရင်ကျွန်တော်တို့ဒီမှာဒါလေးကိုနှိပ်လိုက်ပေါ့နော်โอเคဘယ်လိုဆော့မလဲဆိုတာကျွန်တော်ဘာမှမခေဘူးပေါ့နော်โอเคဒီကြောက်တုံးလေးတွေလိုက်ပြေးရုံနဲ့ကြောက်တုံးလေးတွေလိုက်ပြေးရုံပဲပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာအင်စမယာလေးတွေတို့အမြန်လေးတွေဘာညာထည့်ပေးတာတွေရှိတယ်ပေါ့နော်ကိုကလည်းလိုက်ရရုံပဲတမ်တုံးကြည့်မှာဟမ်တွေ့လားမလို့ဆိုရင်ကျွန်တော်တို့ငငယ်ကဆော့ခဲ့တဲ့ game ပုံစံပါပဲเนาะအဲ့လိုမျိုးလေးတွေငငယ်ဆိုကျွန်တော်တို့ online game ပေါ့เนาะ play ဆော့ရတာရှိတယ်တဲ့နော်ကျွန်တော်မှအတစ်သရုံးမရှိတယ်ပေါ့เนาะအတစ်သရုံးမရှိတော့တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကတကောင်တက်မိနေလေကျွန်တော်တခုဝင်ပြမယ်เนาะတိုက်နေမယ်ဟာမြင်โอเคဒီမှာနှစ်တုံးဒရုံးမရော်တော့ပြီပေါ့เนาะဒရုံးမကျန်တော့တာပါโอเคအဲ့ဆိုကျွန်တော်မှလက်ရှိကွန်900ပေါ့เนาะအဲ့ဒါလေးပါပဲအဲ့လိုမျိုးလေးဆော့တာပေါ့နော်ဘာမှထွေတူတိတ်မခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာလက်ဆောင်လေးယူလို့ရတယ်ကဲကျွန်တော်တို့ဒီ free ရမယ့် skin တွေကိုကျွန်တော်တို့ဆက်သွားလိုက်ကြအောင်ပေါ့နော်ကျွန်တော်တို့ဒီမှာ free ရမယ့် skin တွေကကျွန်တော်တို့ဒီမှာပေါ့နော် EB skin တွေကိုကျွန်တော်တို့ဂျပန်ရွေးယူလို့ရမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီ EB skin တွေပြီးရင်ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာbasic skin တွေပေါ့နော် basic skin တွေလည်းကျွန်တော်တို့ချိန်တာရွေးယူလို့အပိုင်း skin ခုဟိုရွေးချယ်ပါပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့ရွေးချယ်လို့ရတယ်ဒါ EV skin တွေရောကျွန်တော် elite skin တွေရောရမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ပြောရလေးတစ်ခုတော့ရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ mobile legend ကပေါ့နော်အားလုံး TV ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် mobile legend ကကျွန်တော်တို့ဒီဘိုင်းတွေကတင်ပြီးတော့ကျွန်တော်ဆိုတော့ ABR ကိုရောင်းလိုက်တယ်ပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီ grade ကတင်ပြီးတော့ကျွန်တော်တို့ free skin တွေတောက်လျှောက်ရတယ်ပေါ့နော်နောက်ပြီးတော့လည်းကျွန်တော်ကြားထားတဲ့သတင်းတွေပေါ့နော်ဒီ free skin တွေရှားပါတော့basic skin တွေကျွန်တော် elite skin တွေ special တွေ epic တွေအဲ့ဒါတွေတော့ကျွန်တော်တို့ free ပေးအောင်မယ်လို့ကျွန်တော်ကြားတယ်ပေါ့နော်အဲ့ဒီ free skin တွေကတောက်လျှောက်ပေးမယ်လို့ပြောတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ free skin တွေကတော့အားလုံးကြိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒီ event အဲ့လိုမျိုးတွေပေးရင်တော့အားလုံးကြိုက်မယ်လို့ထင်တယ်အခုအားလုံးမြင်ရတဲ့အတိုင်းပေါ့နော် original server မှာဆိုရင်လည်း free skin တွေထပ်ပေးနေပြီပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီနောက်လာမယ်2020ခွင်လောက်မှာစပြီးမှကျွန်တော် free skin တွေထပ်ပေးမယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ထူးခြားတာတော့ကျွန်တော် event skin တွေပေါ့နော်ဒါမျိုး event skin တွေကအများတန်းလာမှာမဟုတ်တော့ဘူးလို့တော့ကျွန်တော်ပြောဒီလိုမျိုးသိရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ event skin တွေကဒါရှားသွားမယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လဲဆိုတော့အရင်တုန်းကတော့မှကျွန်တော်ဒီ skin တွေဆိုရင် in chain coin နဲ့ကျွန်တော်တို့1200နဲ့လဲရပါမယ်ကျွန်တော်တို့အတန်းထောင်မှာလာတော့1400နဲ့လဲခိုင်းတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီ event skin တွေကတော့ကျွန်တော်ဈေးကြီးသွားမဲ့ထဲကိုပါတယ်ပေါ့နော်event skin တွေကနောက်ပြီးတော့ကျွန်တော်တို့ဒီဂျူဂျူကန်ဆန်ဆိုရင်တစ်နှစ်ကိုတစ်ခါလာမှာကိုကျွန်တော်တို့နှစ်နှစ်ကိုတစ်ခါလောက်မှပဲလာမယ်အဲ့လိုမျိုးပေါ့နော်ဒါ event skin တွေကတော့ကျွန်တော်တို့ရှားမယ်နောက်ပြီး college skin တွေအတက်တွေထုတ်ဖို့ကလည်းကျွန်တော်တို့ရှားမယ်ပေါ့နော်အဲ့လိုလုပ်မယ်ဒါပေမဲ့ EB skin တွေ special တွေကျွန်တော်တို့ elite skin တွေ basic skin တွေတော့ကျွန်တော်တို့ free ပေးမယ်တောက်လျှောက်ပေးမယ်လို့တော့ကျွန်တော်တို့သိရတယ်ပေါ့နော်အားလေးပါပဲကျွန်တော်တို့ဒီ background နဲ့ပတ်သက်ပြီးတော့လည်းဒါ comment လေးမှာမှတ်ခဲ့လို့ရတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုလာပြောတာပါ free skin တွေကျွန်တော်တို့ထပ်ရအောင်မယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကလာပြောတာနောက်ပြီးတော့ကျွန်တော်တို့ဒီမှာ
နားနေပါညဆော့ပြီဆိုရင်မုတ်လေးပါပြောင်းလဲသွားတယ်ပေါ့နော်โอเคဒီမှာပုံစံလေးရစာပြောင်းလဲသွားတော့ပေါ့နော်ကိုကြိတ်တာရွေးလို့ရတယ်ရမ်းမှုဆော့မယ်ဆိုရင်ကျွန်တော်ရမ်းမှုကိုထောက်ပါနော်โอเคဒီမှာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာပါလာတာလေးတစ်ခုရှိတယ်ပေါ့နော်ဒီဟာတော့ကျွန်တော်အတင်းဖွဲ့ခြင်းဆိုတာရှိတယ်โอเคဒီမှာပေါ့နော်ကိုကရမ်းဆော့ခြင်းနဲ့ကိုကဒီတွားကြည့်လို့ရတယ်ကိုတွားပါလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုလဲဆိုရင်အခု lobby ထောင်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးဒါပေမဲ့ဒီ system ကကိုကြိုက်တဲ့ row တွားဆော့လို့ရတာမျိုးပေါ့နော်တော်တော်ကြီးကိုမိုက်တယ်ပြောရမယ်ဒီအခုရေပိုင်းကျွန်တော်တို့ဒီmobail legend ကျွန်တော်တို့ဒီဒီပြလာအဲ့ဒါဝယ်ပြီးခဲ့တဲ့နောက်ပိုင်းကကျွန်တော်တို့ဒီ mobail legend က player တွေပေါ်တော်တော်လေးကောင်းလာတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ကဲကျွန်တော်ကတော့ဒီဟာလေးကိုဒါလေးလာပြောတာပေါ့နော်ဒီ skin free ရမယ်အကြောင်းလေးဒါပြီးတော့မွန်တွင်းရဲ့ဒါစီစဉ်ထားတဲ့အကြောင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော် free skin လေးနောက်2019ရနေပြီးတော့ဒါတောက်လျှောက်ရရမယ်ဆိုတဲ့အကြောင်းတွေပေါ့နော်ဒါလက်ရှိလည်းရနေတာပေါ့နော်အဲ့လေးကိုကျွန်တော်ကတကူတကလေးလာပြောတာပါဗျာနော်ကဲဒီနေ့ဒီဗီဒီယိုတော့ပါပဲအဆုံးဒီ YouTube ကြတဲ့တရက်တော့ကျွန်တော်ကကျေးဇူးများတင်ရှိပါတယ်ဗျအားလုံးစင်ကြပါစေဗျာနော်အမေပါဗျ